ငယ်တော့အတူခဲ့ဘူးလေကျသမားတူကြောင့်ဘုဒ္ဓအနေနဲ့တတဆာကြောက်ဝဒနာရှင်ကြီးကိုမျှဝေပေးလိုက်ပါတယ်သူကကြက်လဲကုလေဗျခင်မို့လဲကောင်းပါတယ်သူ့ကိုခင်တဲ့သူတွေကတိုက်မဲ့ကြက်တွေမွေးခိုင်းပြီးတော့တိုက်ကြတာပေါ့ဗျာသူကမွေးလိုက်ကြက်ထိန်လိုက်နဲ့ဘာလို့မှမလုပ်ပဲကြက်ကုစားတဲ့အလုပ်ပဲလုပ်တယ်ဆိုတော့ခင်တဲ့ပြီးတဲ့သူတွေကတော့သူ့ကိုပေးလိုက်ကျွေးလိုက်ခိုင်းလိုက်နဲ့သူ့အတွက်တော့သွားနှခါဝရတယ်ဆိုရမှာပဲလူမျိုးကြီးဆိုတော့လွတ်လွတ်လပ်လပ်ပို့ပေါ်ပါနေတာပေါ့ဗျာရက်ကလေးရတယ်တမများနဲ့ဘာအလုပ်မှမမေရရမလုပ်ပဲကြက်မွေးကြက်တိုက်တဲ့အလုပ်ပဲရှိတယ်ဆိုတော့အဓိကပြောချင်တာဗျသူရမ်းမှုလာပြီဆိုရင်အမေလို့ခေါ်တဲ့ကြက်မကြီးတစ်ကောင်ရှိတယ်အဲ့ဒီကြက်မကိုဘယ်တော့ပြီးမရအောင်ဗျပထမတော့သူမူးလို့ရှောက်ခေါ်နေတာပဲလို့ထင်မိတာပေါ့နောက်တော့မေးကြည့်ရင်ခမရကြက်ကိုဘာလို့အမေလို့ခေါ်နေတာလဲလို့မေးကြည့်တော့ဟာတဲ့မလုံနဲ့တယ်တီးသွားတဲ့အမေရတယ်မွေးမိမိတယ်ဒီကြက်မကြီးကကျွေးမိမိလို့သူကပြောတယ်ဗျဒီကြက်မကနေပေါက်လာတဲ့သားသမီးတွေကိုသူကြောင်းစားတာ350ကျော်ပြီစဉ်းစားကြည့်ပေါ့ဗျာကြက်တပိတ်တာ600ခက်မှာကြက်မတစ်ကောင်ကနေပေါက်လာတာ350ကျော်သွားတော့ရခဲ့တယ်ဆိုတော့သူဒီကြက်မကြီးကိုအမေလို့သူခေါ်တဲ့အကြောင်းရင်းကဒါကြောက်ရတာရှင်ကြီးကိုတွေးကြည့်ပေါ့နော်အဲ့ဒီကျမထွက်လာတယ်ကျဖတွေဆိုရင်မျိုးမျိုးကောင်းကြတယ်ဗျတွန်ပြီးအမီးတောင်ဆုံးပြီးဆိုတာနဲ့အလူရက်လာဝဲကြတာပဲခါကလေးဆိုရင်တားခွဲပြီးဆိုတာနဲ့ဈေးကောင်းပေးပြီးယူသွားကြတဲ့အထီပါပဲအဲ့တော့ကျောဝဒနာရှင်ကြီးကိုတွေအကြံပေးနေတာကကျက်ဝဲတိုက်မဲ့အစားကျမကောင်းကောင်းရှာပြီးဖောက်တာကပူကောင်းလိမ့်မယ်လို့အကြံပေးကြပါတယ်တတိထားကြည့်ပါသားကောင်းထွက်တဲ့ကျမကဘေးချက်ဖနဲ့ဖောက်သားကောင်းတွေပဲထွက်အချိန်တော့ပေးရတာပေါ့ဗျာဝေများများမသုံးနိုင်တဲ့ညီကိုတွေအတွက်ကျမကောင်းကောင်းဝယ်ပြီးဖောက်တာကတင့်တော်ပါတယ်။နေရာမရှိတဲ့ညီကိုတွေအတွက်ကတော့ဝယ်ကန်ရမှာပေါ့။ကိုယ်တိုင်ဖောက်ပြီးကန်တာကကြက်သက်အလုံးကိုင်ခံသားလိုအပ်တာကိုအားလုံးဖြည့်တင်ထားလို့ရတယ်။ကိုကြက်အခြေအနေကိုအစာဆုံးသိတဲ့အတွက်လက်ဖြားဆွဲတဲ့နေရာမှာချင်းချင်းဆွဲလို့ရတယ်။တတဆာကြောဝဒနာရှင်ကြီးကိုတွေကိုကြက်သားဖောက်ပြီးကန်တဲ့အကြောင်းသတိပေးရင်းနဲ့မိကုန်းချုပ်လိုက်ပါ